နေဥပဒေသားလေလိုတာထက်ပုံမပြောနဲ့သဘောတရားလူထင်ကြီးခံရအောင်စကကြီးစကကြီးတွေနဲ့ပြောတော့မှလေပေါ်လွန်ပြီးလူပေါ်ဖြစ်သွားတတ်တယ်လူပေါ်ရင်ဘသူမှအရေးမလုပ်ဘူးအရေးပါအရာရောက်တဲ့စကားပြောနေတော့ကြင်ခံရတတ်တယ်ဩဇာရှိအာဏာရှိအရှိန်ဝါရှိသူတွေကလူတာထက်ပုံမပြောသလိုပိုပြောရင်တော့လူတလောက်ပဲဟာတတ်တယ်အပြောလွန်အပူပြောတဲ့လူပေါ်မဖြစ်ပါစေနဲ့နီးစဉ်ဩဇာအာဏာအရှိန်အဝါဆိုတာကဟန်ပန်နဲ့လှည့်စားရတဲ့အလုပ်တစ်မျိုးပါလူတာထက်ပုံမပြောရင်သူများနဲ့မတူတမူထူးပြီးပိုတာသလိုဖြစ်သွားတတ်တယ်ကိုယ့်ရဲ့စိတ်ငြိမ်မှုကလူတွေကိုအနေခတ်သွားစေတယ်လူသားတွေဆိုတာကပေါင်းသင်းဆက်ဆံရေးကနေတဆင့်အတိတ်ပဲကောက်ဖို့နဲ့အတိတ်ပဲဖွင့်ဆိုဖို့အတွက်တီးတန့်ရှင်သန်နေကြတဲ့ရန်တရားတွေပါတဦးနဲ့တဦးဘသူကဘာတွေတွေးနေပြီးဘာတွေလုပ်ဖို့ကြံနေမလဲသိကျင်စိတ်တွေနဲ့အချိန်ကုန်နေတတ်တယ်စန္ဒကိုတတိထားပြီးလူတလောက်ပဲဖော်ပြလိုက်ရင်သိကျင်စိတ်ကိုပိုဆွမိသွားသလိုအနေအထားကိုတခါတည်းမြင့်တင်လိုက်ပြီးသားဖြစ်သွားတယ်လူတိုရှင်းစကားပြောပုံနဲ့စိတ်ငြိမ်မှုကြောင့်လှုပ်လှုပ်ရရဖြစ်သွားလိမ့်မယ်သိကျင်စိတ်ရဲ့လှုံ့ဆော်မှုနဲ့အတူဖြစ်နိုင်ခြေတွေတန်းစီပြီးပြောလာကြမှာဖြစ်တယ်လို့အဲ့ဒီလိုလှိုင်းထသွားတဲ့အလျောက်အိုးမလုံးအောင်ပွင့်လာမဲ့သူတို့အားနည်းချက်တွေကိုအတိုင်းသားမြင်ခွင့်ရနိုင်တယ်ကိုနဲ့တွေ့ရတာကိုပဲသူတို့မှာကိုလုံးတီးနဲ့လူချင်းတွေ့တယ်လို့မျိုးမလုံမလဲဖြစ်သွားလိမ့်မယ်အမြင်ကက်ခံရတယ်လို့အထင်လွဲခံရတတ်တယ်ဒါပေမဲ့တပြိုင်နက်တည်းမှာပဲနားမလည်မှုများစွာနဲ့ဇဝေဇဝါတွေဖြစ်သွားတာကြောင့်သူတို့ရဲ့မသိစိတ်မှာကိုယ့်အပေါ်ဂရုပြုတတိထားမိတဲ့စိတ်တွေပိုသွားလိမ့်မယ်အတိအမှတ်မပြုတ်ပါပဲအတိအမှတ်ပြုတ်မိသွားကြတယ်အလေးမထားခြင်းပဲအလေးထားမိကုန်တယ်လူငယ်ပကြီးဆရာအမှုပညာရှင်အန်ဒီဝါဟောရဲ့နှုတ်ထွက်အာနာဆက်သစ္စာတရရှိတယ်အဲ့ဒါကလူတွေကိုစကားပြောပြီးလက်သင့်ခံအောင်လုပ်လို့မရဘူးလူတွေရဲ့အကျင့်ကိုကတဦးနဲ့တဦးစန့်ကျင်လိုစိတ်များနေတဲ့အတွက်ကောင်းတာပဲဖြစ်စီစိုးတာပဲဖြစ်စီအကန့်အသတ်နဲ့အရင်ထိုးစိတ်တက်ကြတယ်အကောင်အတဲ့ကိုတော့အဆောင်အရွက်အဖြစ်အရင်မြင်တတ်ကြတယ်အဲ့တော့ပါဇက်ပိတ်ထားတော့မှလူပိုရှိန်တာပေါ့ဗျာသူပြောတဲ့အဲ့ဒီနီးနဲ့ပဲဝါဟောအောင်မြင်ခဲ့တယ်သူ့အင်တာဗျူးတွေကိုကြည့်လိုက်ရင်စကလုံးတိုင်းကိုတတိထားပြီးပြောတာတွေ့ရတယ်လူတိုရှင်းပဲပြောလေးရှိတယ်အနက်အတိတ်ပဲတွေစေးပိုင်နေတဲ့ဝေါ်ဟာရမျိုးတွေနဲ့ချုပ်ပြီးပြောတတ်တယ်မေးတဲ့သူတော်ပြန်လဲသွားမဲ့အချုပ်စကားတွေနဲ့အပိတတ်တယ်ဘယ်တော့မှအတိတ်ပဲမရှိတဲ့အပေါ်စကားမပြောဘူးအလုတ်အကြောင်းမဖြစ်မနေပြောဖို့လိုခဲ့ရင်တော့လူတာထက်နည်းနည်းမှပုံမပြောဘူးရှင်းပြတာနဲတယ်သူ့လက်ရာတွေကိုဘယ်တော့မှမရှင်းပြဘူးလူတွေနားလဲခြင်းတလို့နားလဲကြပါစီပြစ်ထားတတ်တယ်စကားနဲ့တော့လူထင်ကြီးတယ်မရှင်းပြတော့လှုပ်ဝက်သွားတယ်လှုပ်ဝက်နဲ့နေတော့တန်ဖိုးတတ်တာပေါ့လူတာထက်ပုံမပြောတဲ့အကျင့်ကြောင့်ကိုပြောသမျှစကားတွေကအတိတ်ပဲပိုရှိသွားသလိုတန်ဖိုးမြင့်သွားတယ်အပြောနေတာကြောင့်အမှားနေသွားတယ်အမှားနေတော့အလွဲလျော့ပြီးအန္တရာယ်ရှိနိုင်တာတွေကိုရှောင်ကျဉ်ပြီးသားဖြစ်သွားတယ်စကားများရင်အပေါ်ဆန်တယ်စကားနည်းရင်တန်ဖိုးတက်တယ်ဒါကိုအထူးမှတ်ပါ1825ခုနှစ်မှာပထမရုရှားဘုရင်နီကိုလက်နန်းတက်ပါတယ်သူရှိအရင်ဘုရင်လက်ထက်မှာတိုင်းပြည်ကြီးရဲ့အခြေအနေအဆိုးရွားဆုံးဖြစ်ခဲ့ရတာကြောင့်နီကိုလက်လည်းနန်းတက်ရောတနိုင်ငံလုံးပုံကန်ထကြပြီးတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလမ်းစဉ်နဲ့ဒီဇင်ဘာတော်လှန်ရေးကြီးဖြစ်သွားတယ်ဒါပေမဲ့တော်လှန်ရေးကြာရှုံးခဲ့ပြီးတော်လှန်ရေးမှာပါဝင်ခဲ့တဲ့ခေါင်းဆောင်တဦးဖြစ်သူခွန်ဒရာတိရိုင်းလီရက်ကိုကျိုးပေးကွက်မြတ်ဖို့အမိန့်ချမှတ်ခဲ့တယ်ကျိုးပေးခံရမဲ့နေမရောက်မချင်းကာလတောက်လျှောက်ရိုင်းလီရက်ဝစီပိတ်နေခဲ့ပါတယ်ဘာမှမပြောဘဲငြိမ်နေခဲ့တယ်အဲ့ဒါနဲ့ကျိုးပေးရမဲ့နေရောက်လို့ကျိုးစင်ပေါ်တက်ရပြီးကျိုးလဲပေးစရောလေပင်ကကျိုးပြတ်ထွက်သွားတယ်အဲ့ဒီလိုထူးခြားဖြစ်စဉ်ပေါ်ပေါက်လာရင်ရုရှားတွေရဲ့ယုံကြည်မှုအရာကံကောင်းခြင်းလို့သတ်မှတ်ပြီးဘယင်တောင်မှဆန့်ကျင်လို့မရတဲ့လွန်ငင်းခွင့်အစဉ်အလာရှိပါတယ်ဒါပေမဲ့ကျိုးပြက်ပြီးကျိုးစင်အောက်ကျသွားတော့ဗစက်ပိတ်ပြီးပျော်နေလိုက်လို့
ဘာမှမဖြစ်တာကိုပြတ်သွားတဲ့ကြိုးစားကိုကင်ပြီးရိုင်းလီရက်ဟာဘာပြောလိုက်လဲဆိုရင်ဟောဒီမှာကြည့်ပါဦးကျိုးပေးတဲ့ကျိုးထုံးကိုတော့တို့ရုရှားတွေကောင်းအောင်မလုပ်နိုင်သေးဘူးလို့ညီးပြလိုက်တယ်ရိုင်းလီရက်ရဲ့လောက်ကျန်စီရင်မှုမအောင်မြင်ပဲထူးခြားဖြစ်စဉ်အကြောင်းနီကိုလက်ကိုတင်ပြတော့လွန်ငင်းခွင့်မှာလက်မှတ်ထိုးပေးလိုက်တယ်လွန်ငင်းခွင့်စာချွန်တော်ကိုသတင်းပို့လာတဲ့တမန်လက်ထဲမပေးခင်လေးမှာနီကိုလက်ကဒီအတိုင်းသိကျင်စိတ်နဲ့မေးလိုက်တယ်ရိုင်းလီရဲ့ကြိုးပြတ်တော့ဘာဖြစ်သွားသေးလဲတခုခုပြောသေးလားကွာဆိုတော့တမန်ကလည်းပြောကြောက်မှဆိုပြီးရိုင်းလီရဲ့ညီးတန်းကိုခြုံပေးလိုက်တော့ဘယင်ကဒီလောက်တောင်မမတ်တဲ့ဟာရုရှားကကြိုးထုံးလောက်တော့ရာသေးမှန်းပြလိုက်စမ်းပါဟဆိုပြီးလွန်ငင်းခွင့်စာချွန်ကိုစုပ်ဖြဲလိုက်တယ်ပြီးတော့နောက်တစ်နေ့မှာကျိုးပေးစီရင်ဖို့အမိန့်ထက်ချလိုက်ပါတယ်ဒုတိယအကြိမ်မြောက်ကွက်မျက်မှုအောင်မြင်သွားခဲ့တယ်ကျိုးမပြတ်တော့ပါဘူးဒီသင်ခန်းစာကိုမှတ်ထားပါဗစက်ကထွက်သမျှပြန်သွင်းလို့မရပါဘူးစကားပြောရင်တတိထားပါအထူးသဖြင့်ထေလုံးငေ့လုံးပြောတဲ့အခါစိတ်အပျော်လေးတစ်ခုအတွက်ဘဝကြီးတစ်ခုလုံးမယင်းမိပါစေနဲ့လိုတာထက်ပိုမပြောနဲ့နှုတ်နှဲရင်လူတန်ဖို့မြင့်နဲ့လေးစားခံဘဝကိုမျက်နှိုးပါလူပေါ်ကြီးမဖြစ်ပါစေနဲ့ဂရိတိုင်းပြည်ကဒဲဖီရှေ့ဖြစ်ဟောနတ်ကတော်တွေဆိုရင်စကားအများကြီးမပြောပါဘူးတော်ယုံလူနားမလည်နိုင်တဲ့အလင်္ကာစကားတွေပဲပြောပြီးဟောတက်ကြပါတယ်ဘယင်ပဲလာလာကြုံပဲလာလာနတ်ဖျားเจ้าလာဖျားဘူးတိုင်းမေးလာသမျှကိုလိုတိုရှင်းပဲပြန်ဖြေတတ်ကြပါတယ်အဲ့ဒါကြောင့်ရှေ့ဖြစ်ဟောနှုတ်ထွက်စကားဆိုရင်လူတိုင်းအလေးထားကြတယ်ဘသူမှမဆန့်ကျင်ရဲဘူးပုတ်ခတ်ရှုတ်ချပြောဆိုရင်တေတံပေးတဲ့အထိတန်ဖိုးထားကြတယ်တစ်ဖက်လူမပြောသရွေ့ကိုပါဇက်မလုံမိပါစေနဲ့ပါဇက်ပိတ်ပြီးနေတာကြာလာရင်ကိုစားပြောပေးမဲ့သူသူ့အလိုလိုပေါ်လာလိမ့်မယ်ကိုပြောတာမဟုတ်ပဲသူများပြောလာတော့ရန်သူကမနေနိုင်ပဲစကားဆလာလိမ့်မယ်အဲ့ဒါဆိုရင်ပြောစရာမလိုတော့ပဲထိုင်ကြည့်ပြီးအကဲခတ်နေုံပဲ